ဒီမှာ TNT ဘောင်းဆောင်ဖောက်ပြန်มาဖြစ်ပါတယ်ဒါဆိုရင် game နဲ့ဝင်လာ Okay game နဲ့တော့ရောက်လိုက်ပါတော့ပထမဆုံးဖောက်ပြန်မယ် TNT ကတော့ဒီ TNT အချောင်းလေးပဲဖြစ်ပါတယ်ရောအမအိုးမစိုးကဒီကောင်လေးရောအမ Okay ရောဒုတိယ TNT ကတော့ Prozy TNT ဆိုရဲ TNT ပဲဖြစ်ပါတယ်အကောင်ဖောက်ကြည့်ခံရောက်အမဘယ်လိုဖြစ်သွားမလဲကြည့်ကြပါအိုး Oh my god မိုက်တယ်နောက်ထပ် TNT တစ်ခုကတော့လာဘာ TNT ပဲဖြစ်ပါတယ်အကောင်ဖောက်ကြည့်ရရောက်ကြရင်ဒီကောင်လာဘာထဲမှာ TNT အလုံးရှိဟာမိုက်တယ်လူတို့Oh my god Ohလာဘာနဲ့ပြေသွားဗျလာဘာနဲ့ပြေသွားနောက်တော့ TNT တစ်ခုကတော့အမှSonic TNT ဆိုတဲ့ဟာပဲဖြစ်ပါတယ်ကောင်းကိုရော့ဒီမှာထားရော့အမဖောက်လိုက်ဘလူးတို့ဘာလို့ဘာဖြစ်သွားဘာတော့ဖြစ်မှာတော့လွန့်ထော်သွားတရားရကျွန်တော်လည်းမဖတ်တယ်ဒီမှာကိုဘာဖြစ်တာရေကြီးတုံးလိုက်ပါနော်ဘာလို့ what အဲ့ဒါမြေကြီးတုံးနေတော့မြေကြီးတုံးနေဖြစ်သွားဘာမှတော့ဖြစ်မတော့ဘူးတူးကြည့်ရဘာဖြစ်မတော့ဘူးနော်ထူးဆန်းနေဘာဖြစ်မတော့နောက်တော့ TNT တစ်ခုကတော့နေသား TNT ပဲဖြစ်ပါတယ်အကောင်ဒီမှာနေသားရဲ့ဟိုကောင်နေလို့တက်မလားဒီမှာ6လေးနဲ့ရော့လောင်းဘာတော့my godမိုက်တယ်နေသားရဲ့နီးထွက်တာနောက် TNT တော့ lucky TNT ရဲ့lucky ကံကောင်းနိုင်ပြီမလားပါတော့ရော့ဘာလဲတော့မသိဖောက်ကြည့်ရတယ်မိုက်တယ်diamond တွေရော iron တွေရောမိုက်တယ်lucky TNT ပေါ့နော်ကျွန်တော်survival မှာတော့အသုံးဝင်တယ်နောက်ထပ် TNT တစ်ခုကတော့ဒီမှာgravity TNT ရဲ့တကောင်ပဲရောတော့ဖောက်ကြည့်အောင်မိုက်တယ်ပေါ်ပြန်သွားဟာဒါပါရောဘူလာTNTရဲ့ပေါက်ကြည့်ရအောင်ဟုတ်တယ်ရေကတော့နေဖြစ်သွားပါတော့ဒီကအမဲတော့ပဲဘိုင်လာတော့မရှိဘူးကျွန်တော်စမ်းဖောက်ကြည့်အောင်ဘိုင်တော့သူဆွဲသွားတာဟာဂရာဗီတော့ဖြစ်သွားကွာတော့ဖြစ်သွားဘာတော့ဘာဖြစ်နေတော့ကြည့်my god နောက်တရားရင်တစ်ခုကတော့ကျွန်တော်ခွေးပါပုံစံလေးနဲ့မိုက်တယ်ဗာလေးခဏလေးနဲ့တန်းသွားနောက်တော့တရားရင်တစ်ခုကဒီမှာချင်းကပုံစံလေးပါမှာsorry လို့ပုံစံဖြစ်မလဲကြည့်လူရောဟာအဲ့လိုကြီးလားဟာတရောင်လုံးကိုယူသွားနောက်တော့ TNT တစ်ခုက disco TNT လို့ခေါ်ပါတော့ disco TNT စမ်းကြည့်အောင်တချင်းတိုင်းထွက်လာကရမ်းမိုက်တယ်ရမ်းမိုက်တယ်
နောက်တဲ့ TNT တကူကဒီမှာအဆိုင်အောင်လေးနဲ့ဒီကောင်အိုးကြီးပဲဟာဟုတ်လို့တယ်အစိပ်ပလင်းလေးလှုပ်ဟာအိုးဟောအစိပ်ပေါ်နော် Oh my god အခုနိုးမှမစီပြန်လို့ပါ Oh my god ကျိုးနောက်တော့ဒီတကူကတော့ဟာမလက်စီပေါ်မှာဗလေးလဲပေါ်ကြည့်လားကိုပါတိုင်းလေးထွက်တော့ Oh my god နမီးတွေပါတူမသုံးဝင်နေနောက်ဒီ rocket TNT ကွာပေါ်ပြောင်းသွားမှာလေအိုးဟုတ်တယ်အပေါ်ပြောင်းသွားနောက်တော့ TNT တကူကတော့ဟာမှာဒီကောင်လေးဆိုကြည့်ပိုကီမွန်လာလေးနဲ့တူဟောကုတာကြီးရလုံးအိုးဟုတ်တယ်စစ်ကူတာပေးရဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲမနော်နောက်တဲ့ဗီဒီယိုမှာပြန်ဆောင်ကြ